ဒီနေ့ကတော့ပတ်တူးပေါ့နော်ကျွန်တော် Viber ဒီနေ့ကျွန်တော်နောက် solution တစ်ခုပေါ့နော်ဒီကောင်နဲ့ဆိုရင်တော့တေချာပေါက်အဆင်ပြေဖို့များတယ်ကျွန်တော်လည်းဒီဗီဒီယိုထဲမှာစမ်းပြပေးထားတယ်အဆင်ပြေမယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့ကျွန်တော်တို့လောလောဆယ်ဖွင့်လို့မရတဲ့ Viber အဟောင်းလေးကိုကျွန်တော်တို့ uninstall အရင်လုပ်လိုက်မယ်နော်ပြီးလို့ရှိရင်ကျွန်တော်တို့ Play Store ကနေပြန်ပြီးတော့ download ဆွဲမယ်နော်ဒီနေရာလေးမှာကျွန်တော်တစ်ခုလောက်ကြိုပြောချင်တာကလေကျွန်တော်တို့ဒီ Viber ဖွင့်တဲ့အခါကြလို့ရှိရင်ပထမဦးဆုံးတစ်ချိန်ပေါ့နော်အဲ့ပထမဦးဆုံးတစ်ချိန်မှာရအောင်ဖွင့်မှာတကယ်လို့မရဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီကျွန်တော်တင်ပေးထားတယ်ပေါ့နော်ဒီ Viber ဖွင့်နည်းဆိုတဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့တစ်ချက် try ကြည့်ပေါ့နော်ဘာဖြစ်လို့ဆိုတော့အချိန်ရင်တအားများသွားရင်ကျွန်တော်တို့Viber ကနေပြီးတော့ကျွန်တော်တို့စူးစမ်းမှုအချိန်ရင်အရင်များတဲ့အတွက်သူတို့ကအကုန်လုံးဝချမပေးတာမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့လိုမျိုးကြုံရတတ်ပါတယ်ဟုတ်ဒီဗီဒီယိုလေးက solution အသစ်ဆိုတာတက်ဗျာကျွန်တော်ဒီပထမတစ်ခေါက်မှာလိုအပ်ချက်ရှိထားတာလေးတွေကိုကျွန်တော်ပြန်ပြီးတော့ဒီထဲမှာဖြည့်ဆွတ်ပေးထားတယ်ဒါနဲ့ဆိုလို့ရှိရင်တော့100% ရဖို့များတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဗီဒီယိုထဲမှာကျွန်တော်တကယ်ကြုံရနိုင်တဲ့ error လေးတွေကိုလည်းကျွန်တော်တခါတည်းဒီထဲမှာပဲရှင်းပြပေးသွားတယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုနည်းနည်းကြော်ပြီးကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီကြားထဲကstep လေးတွေမှာလွတ်သွားနိုင်တယ်ပေါ့နော်ကျွန်တော်ကကြတော့ဒီဖုန်းထဲကတစ်ချိန်ပဲကျွန်တော်ကဖွင့်ပြရတာဆိုတော့ဒီဖုန်းမှာကြုံလာမဲ့ဟာကိုပဲကျွန်တော်ကရှင်းပြလို့ရမှာကိုယ်တိုင်ပြန်ဖွင့်တဲ့ခါကြလို့ရှိရင်ကျွန်တော်နဲ့တူချင်မှတူလိမ့်မယ်မတူတဲ့ခါကြလို့ရှိရင်ဒီဗီဒီယိုကြော်ကြည့်ထားတယ်ဆိုလို့ရှိရင်နားလည်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီနေရာဖုန်းနံပါတ်ဖြည့်တဲ့နေရာမှာပေါ့နော်ကျွန်တော်တို့ကျွန်တော်တို့ဖုန်းနံပါတ်ဖြည့်မယ်ဖုန်းနံပါတ်ကိုကျွန်တော်တို့ဒီလိုမျိုးပေါ့နော်နိုင်ရစပြီးတော့ဖြည့်ကြတာများရယ်ပေါ့နော်တော်တော်များများအဲ့တော့ကျွန်တော်တို့တကယ်လို့ဒီ9နဲ့ဖြည့်လို့ဝင်လို့မရတဲ့အခါမျိုးတွေရှိတယ်အဲ့လိုအခါကြလို့ရှိရင်ဒီလို09လေးနဲ့ဖြည့်လိုက်လို့ရှိရင်ဝင်လို့ရောက်သွားတဲ့အခါမျိုးတွေလည်းကျွန်တော်တို့အများကြီးကြုံရတယ်ပေါ့နော်အဲ့တော့ဒါလေးကလည်း0လေးခံပြီးတော့ဖြည့်ကြည့်ပါတစ်ခါလေးကြာရင်ဒါမှမဟုတ်ဖြည့်မရဘူးဆိုလို့ရှိရင်လည်း9နဲ့ခံပြီးတော့ပြန်ဖြည့်ကြည့်ပါနော်โอเคဒီဖုန်းမှာတောင်းတဲ့ဒီလိုမျိုးဟာလေးပေါ့နော် permission လေးတွေကိုတော့ဒါတည်ချာလေးပေးပေါ့နော်โอเคအဲ့တော့ဒီနေရာမှာပေါ့နော်ကျွန်တော်တို့ error အဖြစ်များတဲ့နေရာဒီနေရာပေါ့နော်โอเคဒီလိုမျိုးစာတန်းပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့က error ဖြစ်နိုင်ခြေအရင်များသွားပါပြီအဲ့တော့ကျွန်တော်တို့ဒီမှာဒီနေရာကနေပြီးတော့ next ကိုဆက်သွားလိုက်မယ်နော် next ကိုဆက်သွားမယ် call me ပေါ့နော်တော့ကျွန်တော်တို့ဖုန်းခေါ်မယ်ဆိုပြီးကုတ်လေးလုံးချပေးမယ်လို့သူပြောတယ်ဒါပေမဲ့ဒီကုတ်လေးလုံးကချမပေးတာများပါတယ်တကယ်လို့ဒီနေရာမှာဖုန်းခေါ်ခဲ့တယ်ဆိုလို့ရှိရင်လေကျွန်တော်တို့ဖုန်းနံပါတ်ရဲ့နောက်ဝိတ်စုံလေးလုံးထည့်လိုက်ရင်ဒီအဆင့်ကကြော်ပြီဒါဆိုလို့ရှိရင် Viber ဖွင့်တာပြီးပါပြီဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့ကိုသူဖုန်းခေါ်မလာဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီနီလန်းလေးတစ်ခုနဲ့ထပ်လုပ်မယ်ပေါ့နော်ဖုန်းခေါ်မခေါ်လေးခဏတော့စောင့်ကြည့်လိုက်ပေါ့ဒီကောင်လေးကိုခဏစောင့်ကြည့်လိုက်9မိနစ်လောက်စောင့်ကြည့်လိုက်ပေါ့နော်9မိနစ်လောက်စောင့်ကြည့်လိုက်โอเคဒီမှာ call me again လေးပေါ်လာရယ်နော်ဒါလေးကိုကျွန်တော်တို့နှိပ်မယ်နှိပ်လိုက်တော့ဒီလိုပုံစံပေါ်လာပြီပေါ့နော်ကျွန်တော်တို့မှာ register လုပ်လို့မရဘူးဆိုတဲ့အကြောင်းသူပြောပြီအဲ့တော့ကျွန်တော်ဒါလေးကိုပိတ်လိုက်မယ်အဲ့တော့ဒီအဆင့်မှာကျွန်တော်တို့တော်တော်များများတိုင်ပတ်တယ်နော်ဒီအဆင့်မှာကြော်လို့မရကြတာများတယ်အဲ့တော့ဒီအဆင့်ကိုဘယ်လိုကြော်ရမလဲကျွန်တော်တစ်ချက်ပြပေးပါမယ်နော်ဖြတ်ပြီးတော့ကျွန်တော်ပြန်ဝင်ကြည့်မယ်အဲ့ဒီအဆင့်မှာဒီလိုပုံစံမျိုးဆိုလို့ရှိရင်သူကပြန်ပြီးတော့မရအောင်နော်ဒီလိုပုံစံမျိုးဆိုပြန်မရအောင်နော်ဒီလိုပုံစံမျိုးဆိုမရအောင်အဲ့တော့ဒီအဆင့်ကိုကြော်သွားအောင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတာလေးကျွန်တော်တစ်ချက်ပြပေးမယ်အဲ့တော့ Chrome ဖြစ်ဖြစ် browser ဖြစ်ဖြစ်တခုခုလည်းဝင်လိုက်ပါတော့ဒီကိုဖုန်းမှာရှိတဲ့ဟာတခုခုဒီကြားထဲမှာတခုတော့ပြောချင်တယ်ဒီ Huawei ဖုန်းတွေတိတ်ပြီးတော့အဆင်မပြေဘူးပေါ့နော် Huawei ဖုန်းတွေကဒီသူတို့ရဲ့ပေးထားတဲ့ application download ဆွဲတဲ့နေရာပေါ့နော် app gallery ကနေပြီးတော့ download ဆွဲတဲ့ဟာတွေကတိတ်ပြီးတော့မကိုက်ဘူးပေါ့နော်တကယ်လို့ကိုဖွင့်မဲ့ဖုန်းက Huawei ဖြစ်နေခဲ့တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီlink တစ်ခုခုတွေရတယ်ပေါ့နော် Viber software လေးကိုကျွန်တော်တို့ပြောင်းပြီးတော့ download ဆွဲကြည့်ပေါ့နော်နောက်ဝိတ်ဆုံးထွက်ထားတဲ့ latest version လေးကိုတစ်ချက်လောက် download ဆွဲကြည့်ပါဆွဲပြီးတော့ပြန်ပြီးတော့ try ကြည့်ပေါ့နော်ဒီနည်းလေးတိုင်းပြန် try ကြည့်ပေါ့နော်အဲဆိုရင်တော့ရဖို့ chance အရင်များပါတယ်โอเคဒါကတော့ကျွန်တော် Viber.com ကိုကျွန်တော်တွားလိုက်တာโอเคပြီးရင်ဒီနေရာ support ဆိုတာလေးကိုနှိပ်လိုက်မယ်နော်
support ဆိုတာလေးကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့မှာ context US ဆိုတာလေးကိုဆက်ပြီးတော့နှိပ်မယ်နော် context US ဆိုတာလေးကိုထိအောင်နှိပ်ပြီးနော်ပြီးလို့ရှိရင်ဒီနေရာလေးမှာသူတို့ link ကနေပြီးတော့ robot ကြော်တဲ့ဟာလေးတစ်ခုပေါ်လာလိမ့်မယ်ဒီမှာ pass and hold ဆိုတာလေးကိုဖိထားပေးလိုက်ပါနော်ဒါဆိုလို့ရှိရင်ဒီအစဉ်လေးကိုကြော်သွားပါလိမ့်မယ် okay ဒီအစဉ်လေးကိုကြော်သွားပြီဆိုလို့ရှိရင်ဒီလို form ပုံစံလေးကျလာလိမ့်မယ်ပေါ့နော် okay ဒီ form မှာကျွန်တော်တို့ဘာတွေဖြည့်ရမလဲဆိုတော့ထိတ်ဆုံးမှာကျွန်တော်တို့ကိုရှိမှာကိုလောလောဆယ်တုံးနေတဲ့ Gmail ပေါ့နော် email ပေါ့နော်တူတူပါပဲGmail ဖြစ်ဖြစ်ဘာဖြစ်ဖြစ်ပေါ့နော် email ဖြစ်ဖြစ်တခုခုထည့်ပေါ့နော်ရပါတယ်ဘာထည့်တယ်အဆင်ပြေပါတယ်ကျွန်တော်လောလောဆယ် Gmail ထည့်လိုက်မယ်နော်ကျွန်တော်ရှိမှာလောလောဆယ်တုံးနေတဲ့ Gmail လေးထည့်လိုက်မယ်ကျွန်တော်name ဆိုတဲ့နေရာလေးမှာတော့ကိုအဆင်ပြေတာလေးထည့်လို့ရတယ်နော်အဆင်ပြေရာလေးထည့်လိုက်ပါဒီနေရာမှာတော့ technical issue လေးထည့်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ topic ဆိုတဲ့နေရာလေးမှာ topic ဆိုတဲ့နေရာလေးမှာကြတော့ဘာထည့်ရမလဲဆိုတော့ access code and register for mobile ဆိုတဲ့ဟာလေးထည့်မယ်နော်ပြီးမှ country နေရာမှာကြတော့ကျွန်တော်တို့ကမြန်မာဆိုတော့မြန်မာပဲရွေးရမယ်နော်မြန်မာပဲကျွန်တော်ရွေးလိုက်မယ် okayပြီးလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့ဖွင့်မဲ့ကျွန်တော်တို့ရဲ့ SIM card ပေါ့နော်ကျွန်တော်တို့ဖုန်းနံပါတ်လေးဒီနေရာမှာထည့်ပါမယ်subject ဆိုတဲ့နေရာမှာကျွန်တော်ရေးရမယ့်စာလေးကိုကျွန်တော်ကတော့ဒီမှာ note ထဲမှာရေးထားပြီးသားပေါ့နော် okay ဒီစာလေးကိုလည်းကျွန်တော်မန်ထဲမှာဖြည့်ဖြည့်ကျွန်တော်ချပေးထားမယ်ဒီဟာလေးကို copy ကူးပြီးတော့ဖြည့်ပေးလိုက်ရုံပဲပေါ့နော် okay ပြီးတော့ဒီနေရာလေးမှာကြတော့လဲကျွန်တော်ဒီစာလေးကို copy ကူးပြီးတော့ဖြည့်လိုက်မယ် okayဒါလေးကိုလည်း copy ထည့်လိုက်မယ်နော်အဲကျွန်တော်ဒီနေရာမှာကျတော့ကျွန်တော်တို့ဖုန်းနံပါတ်လေးကိုပဲ9နဲ့စပြီးတော့ပြန်ထည့်ပေးပါဒါဆိုရင်တော့ကျွန်တော်တို့ form ဖြည့်လို့ပြီးသွားပြီပေါ့နော်အဲ့တော့ပြီးသွားတဲ့အချိန်မှာကျွန်တော် home နဲ့ထွက်လိုက်မယ်ထွက်ပြီးလို့ရှိရင်ကျွန်တော် mail ထဲမှာတစ်ချက်ဒီ Viber ကနေပြီးတော့ကျွန်တော်တို့ရှိကိုစာဝင်လေးတစ်ချက်ဆင်မယ်တကယ်တမ်းကတော့စာဝင်တာမဝင်တာကတော့အရင်ကြီးတော့ပြဿနာမရှိဘူးပေါ့နော်ကျွန်တော်တို့ Viber ကိုပဲပြန်သွားမယ် Okay ကျွန်တော်ကတော့အခြားဖုန်းထဲမှာ SIM card ကိုထည့်ထားတာကြောင့်မို့လို့အခြားဖုန်းထဲမှာကျွန်တော်ဒီ SIM card ကိုပေါ့နော်စာဝင်ကျွန်တော်တစ်ချက်ကြည့်တယ်ကျွန်တော်ရှိမှာစာဝင်နေပြီကုတ်6လုံးကျွန်တော်ရှိကိုသူပို့ထားတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဖြည့်ရမယ့်နေရာကုတ်က4လုံးပဲရှိတယ်ဆိုတော့ကျွန်တော်ဖြည့်ကြည့်တယ်ဖြည့်လို့မရဘူးပေါ့နော်အဲ့တော့ဒီကုတ်4လုံးကိုကျွန်တော်တို့6လုံးပြောင်းမယ်ပေါ့နော်6လုံးပြောင်းမှရမယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီကောင်လေးကိုဆက်ရှင်းလိုက်မယ်ဆက်ရှင်းနေဆိုတာဒီတိုင်းလေးပဲရှင်းလိုက်ရုံပဲနော် clear data ကျွန်တော်တို့လုံးဝမလုပ်ပါဘူးကျွန်တော်ဆက်ရှင်းလိုက်တယ်ဆက်ရှင်းပြီးတော့ကျွန်တော်တစ်ချက်ပြောင်းကြည့်တယ် okay အဲ့တော့ဒီစာတန်းလေးပေါ်လာပြီဒီစာတန်းလေးပေါ်လာပြီဆိုလို့ရှိရင်ဒါရနိုင်ခြေ chance ကအရင်များသွားပြီပေါ့နော်အဲ့တော့ဒီစာတန်းလေးမှာပေါ်နေတဲ့ second လေးကိုကျွန်တော်တစ်ချက်စောင့်လိုက်မယ်နော်စောင့်လိုက်မယ်ဒါလေးကိုဒီကောင်လေးစောင့်ပြီးသွားပြီဆိုလို့ရှိရင်ဒီဟာလေးကဒီလိုလေးအပြာလေးပေါ်လာလိမ့်မယ်နော်ဒါလေးကိုနှိပ်လိုက်ပါโอเคအဲ့တော့ဒီလိုပုံစံလေးဖြစ်လာရင်ဘတ်တစ်ချက်ပြန်ထွက်လိုက်မယ်ဒီနေရာမှာစစ်ကုတ်ပေါ့နော်ခုနကကျွန်တော်ရထားတဲ့ကုတ်6လုံးကိုဒီနေရာမှာဖြည့်မယ်ရပါပြီဒါဆိုလို့ရှိရင် Viber ဖွင့်တာအဆင်ပြေသွားပါပြီဒီနေရာမှာကျတော့ကျွန်တော် Telenor SIM card နဲ့ဖွင့်ရတာခက်တယ်ဆိုတဲ့လူတွေအတွက်ကျွန်တော် Telenor SIM card နဲ့ပဲကျွန်တော်စမ်းပြီးတော့ဖွင့်ပြပေးထားပါတယ်အဆင်မပြေတာတခုရှိရင်လည်းကျွန်တော်ရှိကိုလာမေးလို့ရပါတယ်ကျွန်တော်ရှိမှာလာမေးရင်လည်းကျွန်တော် service fee လုံးဝမယူပါဘူးမယူဘဲနဲ့ကျွန်တော်ဒီတိုင်းပဲအလကားကူညီပေးနေတာပါအကုန်လုံးကျေးဇူးအများကြီးတင်ပါတယ်ဗျနော်ငါရှိသောနေလေးဖြစ်ပါစေ